ကဲအားလုံးပဲဒီနေ့ည2နာရီခွဲအချိန်မှာတော့ကျွန်တော်တို့ EFL က quarter final အနေနဲ့ကျွန်တော် Arsenal နဲ့ Crystal Palace တို့ကန်သွားကြဖို့ရှိပါတယ်เนาะဆိုတော့ဒီပွဲကတော့ကျွန်တော်တို့ Arsenal မဖြစ်မနေအနိုင်ရယူရမယ်ပွဲပဲဗျာเนาะဆိုတော့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒါကာရာဘောင်းကပ်ဖလားဖြစ်တယ်เนาะတိတ်အရေးမကြီးဘူးပါလို့ဆိုပေမဲ့ကျွန်တော်တို့ Arsenal ကစားသမားတွေအတွက်ကဖလားအရတာကိုထိတွေ့မြည်ဆန်းဖို့ရကလိုနေပြီဗျာဆိုတော့စိတ်ပိုင်းဆိုင်ရာအရာဒီဖလားကယူထားဖို့ရလိုတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီဖလားကကျွန်တော်တို့ဒီအစောဆုံးရတဲ့ဖလားပေါ့နော်ဒီကျွန်တော်တို့အခုဒီယာဒီပြည်တွင်းဖလားရောဝေဘဖလားတွေအခုအာဆင်နယ်ကန်နေတဲ့ဖလားတွေထဲမှာဆိုရင်ပေါ့နော်ဆိုတော့ဒီဖလားယူထားနိုင်ရင်ကျွန်တော်တို့နောက်ကျွန်တော်ပြိုင်ပွဲတွေပရီးမီးယားလိတွေချန်ပီယံလိတွေ FA တွေပေါ့နော်အဲ့ဒီဟာတွေအတွက်ပါအကျိုးတက်ရောက်မှုတွေအများကြီးရှိသွားနိုင်တယ်ဆိုတော့မဖြစ်မနေကိုအနိုင်ကန်ရမယ်ပွဲပဲဒါလေးအရင်ဆုံးပြောချင်တယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ကဒီဟာကြီးကိုပဲအရင်ကြီးအားဆိုင်ပြီးတော့အဓိကလူစင်းနေနေပေါ့နော်အတောင်တင်းဆုံးကြီးတွေဒါမျိုးလည်းထုတ်လို့တော့မရဘူးเนาะအလှည့်ကျပုံစံမျိုးနဲ့ကစားသမားတွေလည်းပွဲပန်းမှုမရှိအောင်ထုတ်ဖို့လိုတယ်ဆိုတော့ဒီလိုမျိုးထုတ်ဖို့ရာအတွက်လည်းကျွန်တော်တို့အသင်းလူစင်းကလုံးဝအင်အားတောင်တင်းနေတယ်လို့ကျွန်တော်ကတော့ယုံကြည်မှုမိတယ်ဆိုတော့အဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့အရင်ဆုံးစလိုက်ရရင်ကျွန်တော်တို့ဒါဥပမာဗျာအခုစာကာပေါ့နော်စာကာအောင်နားပေးလိုက်မယ်ဘာလို့ဒီထည့်လို့ရတယ်အေးဆေးဆေးပဲဗျာဆိုတော့ကျွန်တော်တို့ကစာကာကြီးဒီပရီးမီးယားလိမှာတိတ်ချင်းမပေါ်ဘူးနည်းနည်းလေးဒဏ်ရာရသွားတယ်ဆိုရင်တောင်မှကျွန်တော်တို့မာရူကီကိုသုံးဖို့ရအတွက်ကကျွန်တော်တို့ပြည်သက်တွေနဲ့လက်မတွန်ဘူးမာရူကီကဒီလိုမျိုးခြေစွမ်းပြနေတဲ့အခါမျိုးမှာကျွန်တော်တို့အေးဆေးဆေးကိုဥပမာဆိုလိုချင်တာကကျွန်တော်တို့က fast ပထမဦးစားပေးကစားသမားဒီစာကာကိုဖယ်ပြီးတော့မာရူကီကိုထည့်လိုက်မယ်ဆိုရင်တော့မှကျွန်တော်တို့ကအေးဆေးဆေးပဲဗျာနော်အလုံးဝဒီအနိုင်ရဖို့ရအတွက်ကိုအများကြီးညှော်လင့်ချက်ရှိတယ်အင်အားတွေအရန်ကြီးဆုပ်ယုပ်သွားမှမျိုးမရှိဘူးဒီလိုမျိုးတဘောတရားကိုဆိုလိုချင်တာပါเนาะဆိုတော့အဲ့လိုမျိုးပဲဟိုဘက်မှာလည်းဒါကျွန်တော်တို့ Trossard ကိုမတုံးဘူး Martinelli ကိုသုံးမယ်အဲ့လိုမျိုးပေါ့နော်ဒါမျိုးရှိမယ်ဆိုတော့ striker မှာလည်းကျွန်တော်တို့ကဒါရောဂါကိုမသုံးမဲနဲ့ကျွန်တော်တို့မိုင်းတို့ကိုဒီပွဲမှာသုံးလို့ရတယ်ဒါမျိုးအနေထားတွေရှိတယ်ပေါ့နော်တော်တော်လေးတော့အားရစရာကောင်းတယ်ပြီးရင်မနိုင်နိုင်ကြအကြောင်းလည်းမရှိဘူးနိုင်ကိုနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးကံမိုးရလဲလိုတယ်ဆိုတာမျိုးကဒီလိုလူစင်းဒီအနေထားတွေကြောင့်ပေါ့နော်ကျွန်တော်ပြောတာပါဆိုတော့အဲ့ဒါမျိုးဆိုတော့ဟိုဒီနောက်လာမယ့်ပရီးမီးယားလိပွဲမှာထားပါတော့ကျွန်တော်ကဒီအာဒီတာကဥပမာပေါ့နော်မိုင်းတို့နဲ့ပဲပွဲထွက်ဖို့ကစားစဉ်းစားထားတယ်ဆိုရင်ဒါဒီပွဲမှာရော့ကက်ကြီးတုံးလိုက်လို့ရတယ်ပြီးရင်နောက်တစ်ခုကကပြည့်ဂျေဆုလည်းကောင်းနေပြီပေါ့နော်ဒီအနေထားတွေရှိရဲကိုယ်လည်းမှာတော့ကျွန်တော်တော့အမှန်တမ်းပြောရင်right တို့ဆိုပြီးမှန်ဒီတို့ကိုအနာပေးစီချင်တယ်ဆိုတော့ဟို knockout တို့မိုင်နိုတို့ပေါ့နော်တယောက်ယောက်နန်ရီတို့အဲ့ဒါမျိုးလေးနဲ့နည်းနည်းတော့ညှက်ပြီးတော့သုံးစီခြင်းနဲ့ဘာလို့ဆိုတော့အရေးကြီးတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်အရေးနှစ်တွေကလည်းကျွန်တော်ကအဲ့လိုမျိုးဒီဖလားမှာပေါ့နော်အရန်ကြီးတွေလူအင်အားတွေပြတ်သုံးခဲ့တဲ့အခါမျိုးတွေမှာနောက်ပွဲတွေမှာကအဓိကပွဲတွေမှာအကျိုးသက်ရောက်မှုတွေရှိခဲ့တာပဲအဲ့ဒါကြောင့်မလို့ဘာလို့သိတာလဲပရီးမီးယားလိပွဲတွေကဟိုအရန်ကြီးကိုအင်တိုင်းအားတိုင်းနဲ့အသင်းငယ်အသင်းလက်တွေကကစားကြတာပေါ့နော်အဲ့လိုမျိုးခါတွေမှာဟိုကိုရီးယားပေါ့နော်စောစီဂုံးမရထားဘူးအဲ့ဒါမျိုးပထမပိုင်းနဲ့ဂုံးမရထားဘူးဒါမှမဟုတ်ပြိုင်ဘက်ကဂိုးရထားတယ်ဆိုရင်အရန်ကြီးတင်ကစားရတော့မှာအရန်ကြီးဖိကစားရတော့မှာအဖို့ပေါ့နော်ကစားဟိုပွဲရှင်ကိုမြင့်ရတော့မှာအဲ့လိုမျိုးခါတွေမှာကျွန်တော်တို့ကဘာမှမလုပ်နိုင်ဘူးပွဲပန်းနေတာတွေတိတာသွားတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အာဒီတာအနေနဲ့ဘယ်လိုမျိုးပွဲထွက်လာနိုင်မလဲတော့မသိဘူးပေါ့နော်ကျွန်တော်အမြင်ကတော့ဒါရှေ့မှာထားပါဂျေဇုနဲ့ရောကတော့တရားရောက်ထုတ်ခဲ့တယ်ဆိုရင်တော့မိုင်နိုကတော့ဒီနေ့ပွဲမှာ3ကို3ရမယ်အထောင်မှာမတုံးရင်ကွန်းလင်မှာ3ရမယ်ပဲเนาะ3လိမ့်မယ်လို့တော့ထင်တယ်အဲ့လိုမိုင်နိုနော့ကတ်နွမ်နရီတို့ပုံစံမျိုး3လို့လည်းရတယ်ဗျာဒီလိုမျိုးတော့3စီချင်တယ်အဓိကတော့ဟိုထားပါတော့ right ပါတယ်ဆိုရင်တော့ဇူဗီမန်ဒီပေါ့နော်ဟိုအနာပေးလိုက်အဲ့လိုနှစ်ယောက်တည်းတယောက်လောက်တော့အနာပေးစီချင်တယ်လောလူစီရဲ့အရာပေါ့နော်တိတ်အနာပေးလို့အများကြီးမရအောင်ဆိုရင်တော့မှเนาะပြီးရင်ကျွန်တော်ဒီပွဲအဇီးရှိမယ်ပေါ့ sorry ကျွန်တော်အဇီးကြံသွားတော့ဒါအလဲမှာဆိုရင်ဒါမိုင်နိုနော့ကအဇီးဆိုရင်တော့မှအများကြီးအကျိုးသက်ရောက်မှုရှိသေးတယ်ဗျာအများကြီးကောင်းကောင်းကြီးအနိုင်ရအောင်ကစားနိုင်တယ်ပြောရတော့ကျွန်တော်ဟိုဒုတိယဦးစားပေးလူစီရင်လို့တာပြောတာဒါကဒုတိယဦးစားပေးနေတော့မတူဘူးအလှည့်ကျသုံးနေတဲ့လူစင်းလို့တော့တုံးလုံးရင်ပိုကောင်းတယ်ပေါ့နော်ဆိုတော့ဒီလူစင်းနဲ့ပရီးမီးယားလိမှာလည်းကန်လို့ရတယ်ဗျာဒီအနေထားပေါ့နော်နော့ကတ်နေရာလေးပဲနည်းနည်းလေးအင်အားလျော့မှာအဲ့တဘောမျိုးပေါ့နော်ဆိုတော့ဒီနေရာမှာနောက်တန်းမှာတော့ကျွန်တော်တို့ကထွေထူးပြီးလူလဲစရာတော့တိတ်မရှိဘူးဒါမျိုးတော့ရှိတယ်ဟိုကျွန်တော်တို့ဒီ Mosquera Gabriel နဲ့ Van White တို့ကမပါနိုင်သေးဘူးပေါ့နော်ကျွန်တော်တို့ဒီက
ဒါခံစားမှု3ယောက်နာနေတယ်အဲ့ခါမှာကျွန်တော်ကာလာဖီယိုကြီးတင်ပါရှိမယ်ဆိုတော့ဒီပွဲမှာတော့ဒါကာလာဖီယိုကြီးအနာပေးပြီးတော့ Skelly ကိုတော့သုံးလိုက်မယ်လို့ထင်တယ်ဆိုတော့ဒါ Skelly ပေါ့နော်ပြီးစင်တာဘက်မှာတော့ကျွန်တော်အင်ကာဘီဆလီဘာအဲ့ဒါပဲသုံးရအောင်မယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့ Knockout ကိုစင်တာဘက်မှာပဲတုံးမလားပေါ့နော်ဒါမျိုးလေးတစ်ချက်တွေးစရာရှိတယ်ဒါမျိုးလေးတော့ရှိရဗျာဆိုတော့ဒီဘက်မှာတော့ကျွန်တော် right back မှာတော့ blue mark မရှိဘူးတခြားအနာပေးစရာပါညာပေါ့နော်ကျွန်တော်တို့ဒီတင်မှာပဲတုံးရမယ်ပေါ့ဒီအနေထားတော့ရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့လက်ဘက်မှာကဒါ Skelly ကာလာဖီယိုရှိတယ်တယောက်နိုင်တယောက်ရှိသေးတယ်ပေါ့နော်ဒီကျွန်တော် right back မှာတော့နည်းနည်းလေးစိုးရိမ်စရာတော့ရှိတယ်ဗျာနော်တင်မှာတယောက်တည်းပဲကြံနေတယ်ပေါ့ဒီမျိုးအနေထားတွေမှာကကိုရမကတော့ကျွန်တော်ကက်ပါဖြစ်ဖို့များတယ်ပေါ့နော်သူ့ကိုပဲဖန်လဲဖန်ပေးတင်ပါတယ်ဖန်လဲဖန်ပေးလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့လာကျွန်တော် Crystal Palace အကြောင်းစရင် Crystal Palace ကဒီယာဒီမှာတော်တော်ကောင်းတဲ့အသင်းပေါ့နော်မိနစ်ကလည်းကောင်းတယ်ဒါပေမဲ့သူနောက်ဆုံး3ပွဲမှာတော့သူ3ပွဲလုံးရှုံးထားတယ်ဗျနော်ဒါ Man City ပွဲအပါအဝင်ပြီးခဲ့တဲ့ဒီ League နဲ့ပွဲမှာလည်းသူတို့အဝေးကွန်းဒီမှာ 1-4 နဲ့ရှုံးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအမေရိကိုလည်းအခုလာကစားရမှာပေါ့နော်ဆိုတော့သူတို့အဝေးကွန်းကြားလည်းမကောင်းတဲ့တက်ရောက်မှုတွေကဒီနေ့ပွဲမှာလည်းရှိလာနိုင်နေတယ်ပေါ့နော်ဒါမျိုးတွေရှိတယ်ပြီးရင်နောက်တစ်ခုကကျွန်တော် Arsenal ကတော့ဒါနောက်ဆုံး3ပွဲမှာ3ပွဲလုံးအနိုင်ရထားတယ်အဲဒါမျိုးတွေပေါ့နော်ကျွန်တော် Champions League ပွဲအပါအဝင်ပေါ့နော်ဒီ Everton နဲ့ပွဲတွေမှာလည်းအနိုင်ရအောင်ကန်ထားနိုင်တယ်ဆိုတော့ဒီကျွန်တော် Arsenal ကဒါမှနှစ်ကလည်း quarter final မှာကျွန်တော် Crystal Palace နဲ့နိုင်တွေ့ခဲ့တယ်ကျွန်တော်တို့3-2နဲ့နိုင်ခဲ့တယ် Gabriel Jesus ရဲ့ hat trick နဲ့ပေါ့နော်ဆိုတော့မတ်ရပဲဆိုတော့အဲ့ဒီဟာပြီးမှကျွန်တော်တို့ကဒါစမ်းမီလို့ပြောရရင်ဒီ Newcastle နဲ့ဒါကျွန်တော် semi final ကန်တဲ့အဝေးကွန်းအိမ်ကွန်းကန်တယ်အဲ့ခါမှာ2ကြော်လုံးရှုံးတယ်အဲ့ဒီအနေထားတွေမှာကျွန်တော်တို့ကဟုတ်တယ်နိုင်မှုလဲလိုတဲ့ခါမှာလူစင်းတွေတော်တော်ကောင်းကောင်းကြီးတွေပေါ့နော်တောင်းလုံးသုံးလိုက်တဲ့အခါမျိုးတွေမှာဒါကျွန်တော်တို့တခြားပြိုင်ပွဲတွေမှာရလက်တွေအဲ့ဒါပွဲတွေပြီးတော့တောက်လျှောက်ဆုံးရှုံးခဲ့တယ်ဗျာဒါမျိုးတွေတော့တတိထားဖို့တော့လိုတယ်ဗျာအဒီတာပါဝါတက်တော့ကြိုင်လွယ်ဖို့ရတော့လိုတယ်လို့ကျွန်တော်ကတော့မြင်မိရယ်ဆိုတော့ဒီပွဲမှာလည်းသုံးသက်ရအဲ့လိုမျိုးတခြားထွေးလို့မနိုင်ကြအကြောင်းတော်မလည်းမရှိဘူးအဓိကတော့ကျွန်တော်တို့ဒါပဲလီကွန်ဆိုရင်တော့မှကျွန်တော်ကဒါ50-50လောက်ကိုမှန်းမိလိမ့်မယ်ဘာလို့ဆိုတော့ဟိုသူတို့ကွန်းဖြစ်တာရယ်ပြီးရင်သူတို့ကလည်းအားကုန်ထုတ်ကန်လာမှာရယ်ကျွန်တော်တို့ကလည်းဒါဟိုအရန်ကစားသမားပေါ့နော်နည်းနည်းရော်ရဲတဲ့ကစားသမားမျိုးတွေနဲ့ဒါတွဲဖက်ပြီးတုံးလာမှာဒါမျိုးတွေကြောင့်စဉ်းစားချက်ရှိတယ်ပေါ့နော်ဒါပေမဲ့အခုကအမရိတ်ဖြစ်နေတဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီဒုတိယဦးစားပေးကစားသမားဆေးရင်ပေါ့နော်အရန်လူဆေးရင်ပဲထားပါတော့နော်အဲ့လူဆေးအနေနဲ့တော့မှကောင်းကောင်းကြီးအနိုင်ရယူနိုင်စွာရှိပါတယ်ဆိုတော့ဘာလို့ဆိုစောစောကပြောလို့ပဲဒုတိယဦးစားပေးလူဆေးလို့တာပြောတာပါကျွန်တော်တို့ဒါပထမဦးစားပေးဆေးမှာကန်ထိုင်တဲ့ကစားသမားတွေကအများကြီးဗျာဥပမာမာရူကီပါမယ်ဒီမှာမိုင်းတို့ထဲအဲ့လိုပုံပေါ့နော်ကျွန်တော်စောစောကပြောလို့စကယ်လီတို့နောက်ကတ်တို့လောက်ပဲနည်းနည်းလေးပေါ့နော်အောက်ကျသွားမှာပေါ့နော်ဆိုတော့ကာလာဖီယိုနဲ့နေရာစကယ်လီတုံးတယ်ပေါ့ဆိုတော့ဟိုနောက်ဆုံးအချုပ်အနေနဲ့ပြောရရင်တော့ဟိုအာဆင်နယ်ကတော့အနိုင်ကန်အောင်မယ်လို့ပဲမြင်နေနိုင်လိမ့်မယ်လို့လည်းမျှော်လင့်မိတယ်ကျွန်တော်အထက်ဟိုအရင်တော့ဂိုးပြတ်ပါမလားပေါ့နော်အဲ့ဒီခုတော့စဉ်းစားစရာရှိတယ်ဆိုတော့2စီးလောက်တော့ကျွန်တော်မှန်းမိတယ်ဘာလို့ဆိုတော့ဟိုခရစ္စတယ်ဘဲလီကလည်းကောင်းတယ်မာတယ်ဆိုပေမဲ့အာဆင်နယ်ရဲ့နောက်တန်းကိုတော့အမရိတ်မှာတော့သူတို့ဟိုခြေဆွာကျဲလောက်လာနိုင်မှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးမြင်မိရဲ့ဒိထားစောင့်ကြည့်ရမယ့်ကစားသမားမျိုးကတော့မာတီတာတို့ဘာလို့ပေါ့နော်ခရစ်ဝါဒန်တို့ဘာလို့လဲတော်တော်ကောင်းတယ်ပေါ့နော်အဲ့ဒါကောင်းနေရောရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့ပွဲကြိုသုံးတဲ့ channel ပတ်သက်လို့ကတော့နော်ဒီလောက်ပါပဲအားလုံးရဲ့ထင်မြင်ချက်တွေကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်ဘယ်ကောင်တွေဘယ်လိုတွေကိုပွဲထုတ်တင်တယ်လဲနော်ဘယ်လိုမျိုးအဓိကထားပြီးရှင်းပြိုင်တင်တယ်လဲပေါ့နော်ဒါမှမဟုတ်လည်းအဓိကကစားသမားတွေကိုဒီ quarter final နဲ့မှာသုံးတင်မိလားပေါ့နော်ဒါမျိုးလေးလဲကို့အမြင်တွေကိုလွတ်လပ်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြလို့ရပါတယ်အားလုံးကျေးဇူးပါပဲနော်